မနဲ့နေတက်လည်းပဲဆိုးလို့တော့မိကြိုက်တီးတာတယ်တီးတာပေါ့တီးတာပေါ့နိုင်အမလေးလိုက်တာအမေပူလာပူရင်ဒီလေးစား အမလေးပိုင်သူတာရဘာကြီးတော့ငရုတ်တီးပိုင်သူတာဈေးဒီမဟုတ်ဘူးမတော်မေးတယ်ဈေးကြီးမရတော့ပိုင်သူတာဟောအကြမင်းမဈေးကောင်းလို့ရှင်မစားမှာမိမဈေးတော့မယ်ပြောထွေးတိုက်ရင်ဘာလို့လဲဟောသမီးနဲ့ရသုံးတဲ့ဝင်ပို့မလို့ဈေးဖုံးကြောင်းနေပြီပြီးရတယ်ယောက်ျားတော့ဘာရှင်းနိုင်လဲစိတ်ဝင်တော့ပေါ့မိမစိတ်ရတာပဲလေလိုက်တော့ပုံစားဟုတ်လားပြရပဲအဲ့ဒါလည်းကျွန်မအဆင်ပြေဝင်တက်မယ်ဟုတ်ပြီရှင်6ကောင်းနေတော့အိမ်မှာပဲနေဘယ်မှမတော်တော့ဘူးပေါ့မိမမရှိပါဘူးငါစီရဖေးရတယ်ဆန်းသက်ကာတာလေးပြောနိုင်မှာအဲ့ကာတာကတရေတစေမကောင်းဘူးဝါရနာဘာဝအကုန်လုံးမြင်ရတယ်ဆိုတော့စွမ်းတာမစွမ်းတာသိရအောင်ဒါကြည့်လိုက်အားလုံးမရှိကြောက်တယ်ပါကြောက်ပါဘူးဘာလို့ဝဒူဝါရသမီးမေးလာပြီနော်ကာတာတော့အစွမ်းပြရကွာဟိုမကောင်းတော့မှကြားပြီသမီးရောမေသမီးလားမေသမီးဈေးတော့ရောဒီတော့ကိုအောင်လိုက်တာလိုက်တန်းလို့ကိုသမီးကတော့ပင်ပန်းနဲ့ချက်ပြုတ်တုတ်ကိုသွားတယ်မင်းကအိမ်မှာအားရနဲ့လောက်ကြာရှိရတော့နည်းနည်းပါတော့ပူပြူတော့မှပေါ့လေတာဒီနေ့မှအလုံးနားတာလေမေမေမလေးလူဆိုနားရကြမရှိဘူးမေမေလေးပါလောက်နေနဲ့ငါစားဖို့ခုလေးပြင်ဆင်ခဲ့လိုက်ကျွန်းကျရေလျောက်ခတ်ခဲ့အောင်နော်ဟုတ်ကဲ့အတူရောက်ခမနေပါမယ်ဟုတ်အိမ်တော့ခုမှစရောက်လာတာရှိတယ်တင်ညာလာပြမယ်ရေတော့မတိုက်ဘူးသူ့ကြောင့်ဒီလိုပဲတိုက်လာဟာရေခတ်ခိုင်းမှလည်းကြာနာရေနှေးတုပ်မေရေလေးရောက်လာရေလေးတစ်ခါခတ်ခိုင်းတော့ကြာရေအမလေးပူလိုက်တာပိုင်တူတာပိုင်မနေပါလေခတ်လာတော့အမေခုနကတော့ကျွန်တော်လေရေနဲ့ရင်နွေးနဲ့မှားယူလာပြီလားရင်နွေးနဲ့ရင်နဲ့မှားယူလားအမလေးပိုင်တူတာနေအချငါသိတယ်နော်ပိုင်တူတာနေနာနဲ့တွေ့မယ်ဦးလာရေမလေးလိုက်တာအမေပူလာပူရင်ဒီလေးစားအမလေးပိုင်တူတာရဘာကြီးတော့ငရုတ်တီးပိုင်တူတာဈေးဒီမဟုတ်ဘူးမတော်မေးတယ်ဈေးကြီးမရတော့ပိုင်တူတာဒီတော့လုံးနဲ့ငါရှာဖက်လိုက်တော့နော်တာနှိမ့်နော်ဟုတ်မေအားရစားလေအလေးကိုလာခုနကလောက်ကလေးပြန်လာတော့လေဒီထဲမှာဘုံမတွေ့ရမေးလိုက်တယ်မသိတော့ဝယ်လာခဲ့သေးတယ်ဘုံကငါနဲ့တဲ့လို့လားတဲ့တော့ဗောမေးသူကလုံးဝအချိုးလျှော့ပေးတာဟိုဟာလေးနေပုံမှန်ရတာလေလို့ဒီတခြားတွေဘာတော့မှမပေါ့တေးကြလို့လားပိုင်းတူတာလေတေးကြပါလေဆိုမေးရဲ့ကျွန်တော်ယူခဲ့မယ်အားတယ်ဒီကြလို့နေစလို့တင်ပြီးတာပဲခိုင်းတာတော့မင်းရောက်ဆိုင်စားပြီးတော့ငါနည်းနည်းမူးလာလို့ပဲမင်းမူးလာတာဟုတ်ရလားပိုင်းစားဟုတ်ပါတယ်မေးမနေမကောင်းရသေးဘာလို့ပိုင်းစားတော့မူးလာနော်ပိုင်းစားမူးလာပြီမူးလာဆိုရင်ဒီမှာကောအဲ့တယ်ခဏအဲ့လိုက်လုပ်နေနဲ့နင်းဘာလေးမူးလာတော့ငါနင်းကိုမတည့်ဘူးလို့ပြောတယ်လေနင်းပြောတာငါမင်းကိုကောင်းပါတယ်နင်းကိုမကငါတော့ဟုတ်ရလားငါ့ကိုလုပ်ပြန်ပြီလေနော်ပိုင်းစားအနေအမေဒါဟန်နဲ့ထိုးတယ်သူကအမေသမီးစားဖို့အတွက်အဲ့ဒါမလို့ငါမူးရတယ်လို့ပိုင်းစားငါတေးရမှာပဲအတေးရမနေနဲ့မလေးငါမူးတယ်အတမီးတော့ခေါ်နေဟာ
လေးမေသွားလာမယ် ဟဲ့ငါမှမူးလို့သေတော့မှမယ်ဆိုနင်ကအစားတော့မပြတ်ဘူးဟုတ်လားအာရတနာရဲ့သမီးအဲ့မလို့မေဘာဖြစ်လာလဲမေဒီနောက်ကြောင်ဟောတက်နေတာပါသမီးရဲ့မူးလိုက်တာ တောက် ဘာလို့လောက်တာပေါ့ ဘာလို့ဘူးမင်းတို့အတွက်ကျွေးမဲ့ထုံးမုတ်တွေယောက်ျားအဲ့ဒါမဟုတ်ဘူးတဲ့ အော်ချင်းတော့တကယ်ပါပဲနော်မေကကြီးတော့တက်နေရလေချင်းတော့ပေါ့မေကလာဆက်ကြလိုက်ဖို့ပဲချင်းကျမနဲ့တွေ့မယ်နော်